တင်းရနာခဲ့ကိုပြောင်းလဲပေးနိုင်မယ်လေ့ကျင့်မှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့စာဖတ်ခြင်းပါ။လူငယ်တွေဆိုတာနိုင်ငံတစ်ခုချင်းစီတိုင်းရဲ့နာဂတ်အင်အားတွေဖြစ်ကြပါတယ်။ဒါကြောင့်မလို့နာဂတ်ပုံမကောင်းမွန်အောင်လို့လူငယ်တွေအနေနဲ့မိမိကိုယ်ကိုအရင်ဆုံးကောင်းမွန်အောင်လုပ်ဖို့လိုအပ်ပါတယ်။လူငယ်တွေအနေနဲ့ကိုယ့်ကိုယ်ကိုတိုးတက်ဖို့အကောင်းဆုံးနည်းလမ်းကတော့စာဖတ်ခြင်းပါပဲ။စာဖတ်ခြင်းဟာသိပညာဘူဒ္ဓတွေကိုတိုးဝါးစေပြီးတော့လူတစ်ယောက်ရဲ့စဉ်းစားတွေးခေါ်နိုင်ကြောင်းကိုလည်းမြင့်တင်ပေးပါတယ်။ဆုံးဖြတ်ချက်ချရမှာလည်းပုံမပြီးတော့တိကျမှတ်ကန်စီထားနိုင်ပါတယ်။မတွေ့ကြုံဘူးသေးတဲ့တွေ့ကြုံတွေကိုလေ့လာနိုင်တဲ့အပြင်အောင်မြင်သွားသူတွေရဲ့အကြံဉာဏ်တွေအတွေးခေါ်တွေနည်းစနစ်တွေကိုကျွန်တော်တို့စာဖတ်ခြင်းရနေပြီးတော့လေ့လာသိနိုင်ပါတယ်။သိရင်နာခဲ့ကိုပြောင်းလဲပေးနိုင်တာကတော့သင်ကိုယ်တိုင်ပါပဲ။ဒါကြောင့်မလို့ပုံကောင်းမွန်တဲ့အနာဂတ်အတွက်နေ့စဉ်အနည်းဆုံးတစ်ရက်ကို9မိနစ်လောက်ချိန်ပေးပြီးတော့စာဖတ်ကြဖို့တိုက်တွန်းနေပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်လည်းဘုဒ္ဓတရားရမယ်ဗီဒီယိုအသစ်လေးတွေနဲ့တင်လာအောင်ပါဖြစ်လို့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ TikTok channel လေးကို like and follow လေးလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။